အစီအစဉ်အစမှာတော့ဂင်ကောနဲ့ဟောင်းဝင်ချင်းတို့ကမကြားခင်မှာကြက်ရောက်လာတော့မဲ့အိုလံပစ်ပြိုင်ပွဲတက်လေ့ကျင့်ရေးတွေစနေကြပါပြီ။ဒီမှာလဲသူတို့နှစ်ယောက်ရဲ့စီဇန်1ကမှာညီကိုတွေလိုဆက်ဆံရေးရကောင်းနေစေပဲဖြစ်ပြီးနှစ်ယောက်သားဟာမနက်စောစောထားပြေးတဲ့တိုက်ပွဲတွေကိုလေ့ကျင့်တီထွင်နေကြပြီးတော့ကမ္ဘာလုံးဆိုင်ရာချန်ပီယံဆုကိုရယူဖို့အစွမ်းကုန်စ조사နေကြပါတယ်။သူတို့လေ့ကျင့်ပြီးပြန်လာတဲ့အချိန်ကျရင်တော့အမေဖြစ်သူရဲ့ကော်ဖီဆိုင်မှာကူညီရပြီးတော့ဂုံးကတော့ပါစီလိုက်ဖို့ပြီးနေခဲ့ပါတယ်။ပို့ပေးတဲ့စာအုပ်တာလေးကအသုံးပြုလို့မရဖြစ်နေကြကြောင်းလေကားကိုထုံတာခဲ့ပါတယ်။မာယူတဲ့ကောင်တွေကဂုံရဲ့ပေသက်ချင်နေခဲ့ပြီးချန်ပီယံထစ်လာဖို့ကိုစွမ်းကုန်အားပြနေမယ်ဆိုပြီးတော့ပြောခဲ့ပါတယ်။ညစာစားချိန်မှာတော့အမေဖြစ်သူကညီကိုနှစ်ယောက်ကိုအချင်းချင်းစကားနားထောင်ပြီးတော့စောင့်ရှောက်ပြီးတို့ကိုမှကြားနေခဲ့ပါတယ်။ပြန်ခွဲမတိုင်ကွယ်မှာတော့တရားဝင်ဝေတိုင်းတာတကူပြလို့ရပြီးဂုံနဲ့ပြန်ရမယ့်တစ်ဖက်ကစားသမားဟာဆိုရင်အာဒစ်ဘဲလောက်ဆိုတဲ့ချန်ပီယံကစားသမားပဲဖြစ်ပါတယ်။သူကအချင်းထုံးဝိတ်တိုင်းရပြီးတော့ဝိတ်အလေးချိန်အချင်းချင်းကိုအောင်မြင်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဂုံကိုလည်းတိုင်းလိုက်ကသူလည်းပဲဝိတ်အလေးချိန်တိုင်းချင်းကိုအောင်မြင်သွားခဲ့ပါတယ်။နှစ်ယောက်တော့လည်းမနေ့ဖြန်မှာကျင်းပမယ့်ပြန်ပွဲနှစ်ယောက်တော့လည်းမနေ့ဖြန်မှာကျင်းပမယ့်ပြန်ပွဲအတွက်မျက်နှာချင်းဆိုင်တွေ့ဆုံလိုက်ကြပါတယ်။မျက်နှာချင်းဆိုင်လိုက်တဲ့အခါမှာတော့အာဒစ်မောင်းမဆိုအဖြစ်ဂုံကိုမင်းရဲ့မျက်နှာကိုမနေ့ဖြန်ကြိုက်ကိုအောင်လုပ်ဖြစ်မယ်။မင်းကတော့မနေ့ဖြန်တည်မယ်။ငါမင်းကိုတပ်ပြမယ်လူစိန်ခေါ်ပြလိုက်ပါတယ်။ဂုံကဘာမှပြန်မပြောဘဲလက်ဆွဲနှုတ်ဆက်ဖို့လက်ဖြန်းပြလိုက်တဲ့အခါမှာတော့အာဒစ်ကမျက်နှာကိုဖျက်ရိုက်လိုက်ကကြောင်းဘေးနားမှာရပ်နေတဲ့ဂုံဝင်ရဲ့အနှိပြဝူချင်းနဲ့အာဒစ်ရဲ့အနှိပြထပ်ထပ်ဖြစ်ကုန်ကြပါတယ်။တစ်ဖက်မှာလေးစိတ်မှာတော့ဒီတစ်ခေါက်အစီအစဉ်တစ်ခုရဲ့ဗဲလင်းဖြစ်လာမဲ့ဗဲလီချောင်ဟာသူ့နောက်ကနေအသေးစိတ်အရာရာမှန်သမျှအကုန်လိုက်လုပ်ပြီးမဲ့နောက်လိုက်ခွင်းတဲ့အတူလေးစိတ်ကထွက်လာပြီးစွမ်းကြွနေတဲ့လီမန်ဘဲနဲ့အတူထွက်ခါသွားပါတယ်။နောက်တစ်ရက်မှာတော့ရွှေအိုလံပစ်ပြိုင်ပွဲကြီးစတင်ခဲ့ပြီဖြစ်ပါတယ်။ပြိုင်ပွဲဝင်နှစ်ယောက်စလုံးဟာကျိုးဝိုင်းတွေကိုဝင်ရောက်လာပြီးတော့ဂုံးမူကလက်တီကျန်းတိုက်ဖို့ကိုကန့်လိုက်ပြီးမဲ့အာတစ်ကတော့ဇိတ်တာစစ်စင်တိုက်ကွက်နေနဲ့ငင်းဆန်လိုက်ကပထမအကျွေးနဲ့စနေလိုက်ခဲ့ကြပါတယ်။ဒီအကျွေးမှာတော့အာတစ်ကပူးညပြင်းထန်တဲ့တိုက်ကွက်ဒီနဲ့ဂုံးမူကိုဆက်တိုက်ထိုးနေပြီးဒါပဲတောင်ကျင်းပေးထားတာမို့လို့ဂုံးမူကတတိထားပြီးတော့နောက်ကိုဆုတ်ပေးနေရပါတယ်။ပရိသတ်ဒီကြားမှာရှိနေတဲ့ဘဲလီချောင်းကလည်းသူဘေးနားမှာရှိနေတဲ့နောက်လိုက်ကွင်းကိုအာတစ်ကိုတေချာပေါ်ခေါ်လာခဲ့ဆိုပြီးတော့မှကြားနေခဲ့ပါတယ်။ဘေးနားကထဲကုန်းကလည်းအားပိနေတဲ့ဂုံးအမေကိုလည်းတတိထားမိသွားခဲ့ပါတယ်။ဂုံးကိုထောက်မှချောင်းပိတ်ကနိုင်တီထိုချက်တစ်ဖက်ပြသွင်းလိုက်ပြီးတော့စက်တိုက်ဆိုသူလိုပဲထိုးနေခဲ့ပါတယ်။ဂုံးမူကတောင်ခံပြီးတော့နောက်ထပ်ဝင်လာတဲ့လက်တီချက်တွေကိုရှောင်းခတ်ကပထမကျွင်းလည်းပြီးဆုံးသွားခဲ့ပါတယ်။အနားယူနေကြတဲ့အတော်အထုံးမှာနီးကဝီချင်းကရှောင်းလို့မရတာကြောင့်တဲဝင်ပြီးချလိုက်လို့ပြောနေပါတယ်။သူနဲ့အထူးလည်းလေ့ကျင့်ထားတဲ့အနီးကတိုက်ကွက်တီကိုထိုးထုံးဖို့ပြောလိုက်ပြီးတော့လက်ပြင်းနဲ့ပဲဒုတိယကျွင်းကိုစတင်လိုက်ပါတယ်။ဒီကျွင်းမှာတော့အလဲမကတဲကတဲရိုက်ထိုးချက်တီနဲ့ဖွင့်လိုက်ပြီးတော့မဘာရှိတက်လာပါတယ်။ကျိုးထောင်ဝိုင်းမှာပိတ်လိုက်တဲ့အနီးကထိုးချက်တီကိုထိုးရနေအားတဲ့တတိတစ်ချက်လွတ်သွားခဲ့တဲ့အချိန်မှာဘဲမျက်လုံးကိုတစ်ချက်ပြင်းပြင်းထိုးချလိုက်ပါတယ်။နောက်တစ်ချက်ထပ်ထိုးလိုက်ပြီးတော့စွမ်းသွားလိုက်တော့မယ့်အချိန်မှာပဲမြေသားထွက်ပေါ်လာပြီးတော့ရက်တက်လိုက်ပါတယ်။တိုင်လူကြီးတွေကတော့အတန်ကြားတာနဲ့ဆုံးထက်နိုင်မဲ့လက်သီးတိုက်ပွဲကိုတန်းရက်လိုက်တာကြောင့်ဂုံးမူကိုအားကစားစိတ်တဲ့ရှီချောင်းကိုချီရှူးနေခဲ့ပါတယ်။ပရိသတ်တွေရဲ့အားဖေးထိုင်ကလည်းပိုးပြီးတော့တက်လွန်လာခဲ့ပါတယ်။တတိယအကျွင်းမှာတော့ဝီချင်းကဘဲမျက်လုံးထီထွားပြီးထလို့ညာသီးနဲ့တခါတည်းဆုံးထွားလိုက်ထို့ကိုမာလိုက်ပြီးမဲ့ဂုံးမူကတော့အမဲလိုက်ခွေနံပါတ်3တိုက်ကွာနဲ့ပဲထိုးမယ်။သူသာညာသီးနဲ့ဝက်လာရင်မျက်လုံးက10လောက်ချုပ်လိုက်ဟမယ်လို့ပြောပါတယ်။နီးပြဝီချင်းကလည်းသဘောတူလိုက်ပါတယ်။တတိယကျွင်းပြန်စားတဲ့အချိန်မှာတော့ဂုံးမူကရှေ့ကိုတက်ထွက်လာပြီးတော့ခန္ဓာကိုယ်အယောင်ပြကဝမ်းမက်သီးနဲ့ကိုအမိထိုးနိုင်ပါတယ်။အာဒစ်ဘလို့လဲကျသွားပြီးတော့တိုက်လူကြီးကလည်းအချိန်ဆက်ရသွားကဆက်ဆက်ကနေမထနိုင်ခဲ့တာကြောင့်ဂုံးမူကနေရသွားခဲ့ပြီးချန်ပီယံတစ်ဆက်ဆက်ဖြစ်လာခဲ့ပါတယ်။ပြိုင်ပွဲကိုနိုင်ရတဲ့နောက်မှာတော့ဂုံးနဲ့ဝီချင်းတို့ကအိမ်မှာပဲအောင်ပွဲခံဖို့ပြင်ဆင်နေကြပါတယ်။နှစ်ယောက်သားကအင်္ဂလိပ်ဆောင်မှာအသားခင်းနေကြရင်အတိတ်ကရတော်တွေကိုပြန်အောင်မေးနေကြပါတယ်။ဝီချင်းကလည်းဂုံးရဲ့အကြောင်းမှာသူဒီနေရာမှာရပ်နေပြီးဂုံးရဲ့အနီးပြဖြစ်လာရတာသူ့ဘဝမှာအမှန်ဆုံးလှုပ်ချလို့ဖျောက်ပြီးတော့ဂုံးကလည်းအကိုကြောင့်သာသူဒီနေရာထိရောက်လာနိုင်တာပဲ။ခင်မောင်မှုကိုနိုင်ယူနိုင်ကြတာထိကြောင်းဖျောက်ကတယောက်နဲ့တယောက်ပြန်လည်ကြည့်စုတင်နေကြပါတယ်။အဲ့ဒီနောက်မှာတော့နှစ်ယောက်သားကစင်ချော်ရချန်ပီယံတစ်တီဦးကအောင်ပွဲကိုလုပ်ကြမယ်လို့ပြောပြီးအသားဆက်ကင်းနေကြပါတယ်။အဲ့ဒီအချိန်မှာသူတို့အင်ရှိကိုကားတစ်စီးရက်လာပြီးဆင်းလာတာကတော့ထိုင်ဝမ်ကနေပြန်လာတဲ့အကိုမင်ကုန်းပဲထင်နေပါတယ်။မင်ကုန်းကဝင်လာခြင်းထိုင်ဝမ်ကနေဝင်လာတဲ့လက်ဆောင်ကိုဂုံးအမီကိုဖိလိုက်ပြီးတဲ့နောက်တွန်းရောက်သားကတော့အရက်ပလင်လေးပလင်အထိကုန်းတောက်လိုက်အသားကင်းစားလိုက်လုံနေကြပါတယ်။အားရအောင်တောက်ပြီးတဲ့နောက်မှာတော့အကိုမင်ကုန်းကသူဖွဲ့မဲ့ဆေးရုံပြတ်ကြောင်းကိုပြောပြနေပြီးစစ်တပ်တီတက်ကြွနေတဲ့တွန်းရောက်သားကတော့ခွက်တီကိုထိတက်လိုက်ခိုင်းရင်းနဲ့အနာဂတ်အသက်ပျော်ရွှင်နေခဲ့ပါတယ်။ပြန်ပွဲမှာရှုံးသွားခဲ့တဲ့အာဒီကတော့သူ့ကျွေးတွေကိုဘဲလီချောင်းကပြန်ဆက်နိုင်ကိုရခွင်းစီကနေညာအတွင်းဖက်နောက်ပံပဲတကူခေါ်သွားခဲ့ရပါတယ်။မြောက်ရထားယုံရှိမှကားကိုရက်လိုက်ပြီးအာဒီကိုလူတစုကနေအမောင်ကျနေတဲ့နေရာတကူခေါ်ဆောင်သွားပါတယ်။လက်ဝေထိုးဖို့အထက်ကိုပြန်နေတုန်းလက်ကိုပတိပတ်နေတဲ့အချိန်မှာထဲကုန်းကတန်ချောင်းတစ်ချောင်းထည့်ခိုင်းလိုက်တာကြောင့်အာဒီကလူတက်မိနိုင်တယ်ဆိုပြီးတော့ညင်းနေပြီးမဲ့ထဲကုန်းကဓာတ်ထုတ်ပြီးတော့မင်းသမီးဘယ်မှာရှိနေတယ်ဆိုတာကိုသိတယ်ဆိုပြီးတော့ချိန်ချောက်လိုက်တာကြောင့်ကောက်ယူပြီးတော့ထည့်ပတ်လိုက်ရပါတယ်။အာဒီကိုဝိုင်းနဲ့တွေ့လိုက်တဲ့အချိန်မှာပဲ IFKC သတိစိတ်သက်ထုတ်လွှင့်မှုတွေကိုစတင်လိုက်ပြီးတော့40ကျောင်းလာပါတယ်။အဲဒီနောက်မှာတော့ဘဲလီချောင်းကလည်းဝိုင်းတွေကိုဝင်ရောက်လာခဲ့ပါတယ်။အာတစ်ကတော့သူ့ပြန်ဘက်ကိုထင်သေးနေခဲ့ပါတယ်။သူမသိလိုက်တာကတော့ဘဲလီချောင်းကသူ့ကိုနောက်မိနစ်နှစ်ချိန်အတွင်းမှာပဲသူ့ရဲ့ဘဲမျက်လုံးပေါ်ကဒဏ်ရာဟောင်းကိုထိုးလိုက်ပြီးတော့
ပခုံးရိုးကြီးကြီးမာလာတာခီထိုးခတ်လိုက်ရပြီးအပြတ်ရှုံးနေသွားတာကိုပါပဲဒေါသတွေလင့်ထွက်နေတဲ့ဘဲလီချောင်းကတော့အားတစ်ကိုတေးလောက်ထိထိုးနေပါတော့တယ်ဒီပိုင်ခွဲအဆုံးမှာတော့ဘဲလီချောင်းက7 million လောက်လောင်းကြီးရသွားပါတယ်ဘဲလီချောင်းကစိတ်နဲ့သွားရင်းနဲ့အားတစ်ကိုနိုင်ယူခဲ့ပြီးလွတ်လွတ်လပ်လပ်ချန်ပီယံသစ်ဖြစ်တဲ့ဂုံးမှုကိုခေါ်လိုက်ပါတယ်တေလုံးကြီးပါကြီးဖြစ်နေတဲ့အားတစ်ရဲ့ခန္ဓာကိုယ်ကနေကိုတွင်းအင်္ဂါတွေကိုလီမန်ဘဲကထော်ရောက်လို့လုံးနေပြီမဲ့ဂုံးကအားတစ်ကိုဓာတ်နဲ့ထိုးတက်လိုက်တာကြောင့်သုံးစားဖြစ်သွားပါတယ်ဒီလိုလုပ်ရတဲ့အကြောင်းရင်းကတော့နာယွန်ခံရမဲ့တက်တဲ့ရှိနေရင်အန်ဒီရဲ့ရှိလာနိုင်တာကြောင့်ပါပဲပြန်လဲ2000ရဲ့ဆိုတာမှာရှိနေတာကတော့လက်ကအကြောင်းတွေကိုပြန်လဲလေ့ကျင့်နေတဲ့ထဲအောင်ပဲဖြစ်နေပါတယ်ဝူချင်းနဲ့ဂုံးမှုကလည်းလေ့ကျင့်နေတဲ့အခိုင်ရှိကိုရောက်လာပြီးတော့စောင့်နေကြပါတယ်လေ့ကျင့်ပြီးသွားပြီးတော့ထောက်ထွက်လာတဲ့အချိန်မှာတော့ဘူးတူအမီလှုပ်ထားတဲ့အရန်ရင်တွေကိုပြေးလိုက်ပြီးတော့စူပါကို3ယောက်တူထားကြပါတယ်စူပါကိုရောက်တဲ့အချိန်မှာ3ယောက်သားကထဲအောင်နဲ့အလိုပြန်လို့မဲ့အကြောင်းကိုပြောနေရင်းနဲ့ပတ်နေပါတယ်ဂုံးမှုကတူယူဖို့ထွက်တဲ့အချိန်မှာထဲအောင်ကဝီချင်းကိုပြောစရာချီလို့ဆိုပြီးတော့သူကရဲသားတုံးကအခင်းထတဲ့နေရာမှာတန်ရာရတာကြောင့်မို့လို့နှစ်ယောက်သားရဲ့အဖြစ်မပါတာကြောင့်ဒီလိုအဖြစ်ရှိမခံစားနေပဲနဲ့အားထောက်တာနဲ့မလာကြဘူးပြောနေပါတယ်အဲ့ဒီအချိန်မှာဝီချင်းကသူ့နဲ့ဂုံးမှုမှာတခါမိသားစုဖြင့်တသက်လုံးမိသားစုပဲမိသားစုဆိုတာအသက်ဆွင့်ပြီးတော့အဆုံးဒီကာဝယ်ပေးတယ်လို့ဆိုပြီးတော့ဖဲယောင်ကလည်းသူ့ရဲ့မိသားစုဒီပါပဲလို့ပြောလိုက်တာကြောင့်ဖဲယောင်လည်းစိတ်ဓာတ်ခံစားသွားပြီးတော့ထိုးပါတယ်ဝီချင်းကလည်းဂုံးမြောင်သားကိုပို့ဖထားပြီးတော့နှစ်တိနေလိုက်ကြရဲ့ရှူရီယာယောဂနဲ့ပြန်လာတဲ့ဂုံးမှုကလည်းအဲ့ဒီမြင်ကွင်းကိုမြင်သွားပြီးတော့သူတို့နှစ်ယောက်ကတွဲနေကြတာပဲဆိုပြီးတော့ဝီချင်းနဲ့ရဲပြီးတော့ရှောင်ပေးနေပါတယ်ဂုံးရဲ့အိမ်မှာတော့ဘယ်လီချောင်းနဲ့ကြေယောင်ကချီကလာပြီးတော့ဂုံးရဲ့အမေကိုသူတို့ကဂုံးရဲ့တငယ်ချင်းတွေပါအိမ်ထဲကိုဝင်လာလို့ရမလားဆိုပြီးတော့တောင်းဆိုကအိမ်ထဲဝင်နေပါတယ်ဂုံးတို့ပြန်လာတဲ့အချိန်မှာအတင်းမှာကြံနေကြတဲ့သူကဖျက်လိုက်ပါတယ်လူဆန်းတွေရောင်တွေကကိုတီးသွားကြတဲ့ဂုံးဘူကိုကထိတ်လန့်နဲ့ဝင်သွားကြပြီးတော့အမေဖြစ်သူကိုအပေါ်ကိုတက်ခိုက်လိုက်ပါတယ်သူ့မှာလာစားပေးရမယ်လို့ပြောပြီးသူတို့လီမှာအယောက်ပလင်း4 မီလီယံလောက်ပါဝင်နေတာမို့လို့ဂုံးဘူကသာလာဆောင်ရင်ငွေတွေအများကြီးဝင်လာမှာလို့ပြောပါတယ်ဘေးမှာရက်နေတဲ့ဝီချင်းကလည်း IFKC ဆိုတာကြစ်ကြော်ဆိုင်လားငါလူကမလို့အပ်ဘူးလို့ပြောလိုက်တော့ဘဲလီချောင်းကအားတဲ့ဆော့ကဘယ်လောက်ရောက်လိုက်လဲသူတို့ဆဲပြီးရမ်းပေးမယ်အဲ့လောက်ဆိုရင်မင်းကအမေကဘဝတစ်လျှောက်ကောင်းနေလို့ရတယ်ဆိုပြီးတော့ငွေနဲ့စတင်ညွှတ်သွားပါတယ်အဲ့ဒါလောင်ဂုံးဘူကအင်တက်လုံးနေသေးတာကြောင့်နားရင်မာဘီလီယံထပ်ပေးမယ်ဆိုပြီးတော့ထပ်ပြောလိုက်ပါတယ်တွေးဝေးနေတဲ့အချိန်မှာပဲအမေထက်သူကအောက်ကိုဆင်းလာပြီးတော့သူမအဲ့ဒီပစံတွေကိုမလို့အပ်ပဲလူတွေပေးတဲ့ပစံတွေကတန်ရှင်းနေပါမလားမသိမတရားတဲ့ပစံတွေကတန်ဖို့ကိုပြန်ပေးဆက်တတ်တယ်ဆိုပြီးပြောလိုက်ကကြောင်းဂုံးဘူတို့ကလည်းညည်းပါတယ်ဘဲလီချောင်းကလည်းဒေါတော့ထွက်သွားပြီးတော့ဝူချင်းလည်းထွက်လာတဲ့ကြောင်းကြားတဲ့ကထဲဝန်းကပဲအချင်းကြီးကိုထင်းလိုက်ရပါတယ်ဘဲလီချောင်းကဓာတ်ကိုဂုံးဘူရဲ့ရှေ့မှာဝေးရမြောက်လိုက်ပြီးသူကလိုချင်တာရှိရင်တေးကြရတဲ့ဂုံးနဲ့သူတပွဲကတော့ဆော့ကိုဆော့ရမယ်လို့ကျင်းပြီးတော့ထွက်သွားပါတယ်အပြင်ဘက်ကသူကားရောက်တဲ့အချိန်မှာတော့ဘဲလီချောင်းကမားဘက်ကိုအကောင်လေးအမေကိုပြန်ပြီးဆွဲလို့ဆန်လို့မားလိုက်ပါတယ်အိမ်ထဲမှာကြံနေခဲ့တဲ့ဂုံးနဲ့ဝီချင်းတို့ကတော့တေးကြပြင်ဆင်ထားဖို့နဲ့အားကစားသမားဟုလို့ထင်ကြတဲ့ဘဲလီချောင်းရဲ့အတွင်းတို့ကြောင့်တချင်ကသူတို့ရဲ့နီးပြဖြစ်ဖူးတဲ့ရန်ကျင်များကိုစုံစမ်းလာရပါတယ်နောက်ထပ်နေ့လေးချင်းတဲ့နေ့ဟာမှာရန်ကျင်များနဲ့တွေ့ပြီးသူယူလာတဲ့စားရွက်တွေကိုစစ်ကြည့်တဲ့အချိန်မှာတော့ကညီတဲ့တရားမှမတွေ့ပဲဝီချင်းကတော့ဝေတင်လိုက်တာဖြစ်နိုင်တာကြောင့်ဝေတင်လီနဲ့အားကိုထပ်ချလိုက်ပါတယ် IFKC နဲ့ပတ်သက်ပြီးတော့မေးလိုက်တဲ့အချိန်မှာလည်းရန်ကျင်များကဘသူ့ကိုမေးမြန်းမသိတာကြောင့်မို့လို့နိုင်ငံခြားလာဖြစ်နိုင်တယ်လို့ပြောလိုက်တော့ဝီချင်းကလည်းဟုတ်တယ်သူတို့မှာအဖွဲ့ဝင်တွေကအယောက်4000လောက်ရှိတယ်လို့ပြောလိုက်ပါတယ်ရန်ကျန်ကလည်းအံ့အားသွားပြီးတော့အယောက်4000ဆိုရင်လောင်းချေတင်ကို40 ဘီလီယံလောက်ရပြီးတော့ဝင်ကြီးတွေမြင်လောက်မယ်လို့ပြောလိုက်ပါတယ်ဒီကားပါကင်ကိုဆင်းလိုက်ရင်နဲ့ဝီချင်းကဒီတစ်ခေါက်မှာသူတို့တွေအကိုတွေကိုကူညီတောင်းနိုင်ရတော့မယ်လို့ပြောပြီးမဲ့ဂုံးဘူကတော့သူ့အချိန်မှာတော့သူ့ကြောင့်ဘသူမှမထိခိုက်စေချင်တာကြောင့်သူတို့နေအောင်ပဲလုပ်မယ်ဆိုပြီးတော့ဒါပြောလိုက်ပါတယ်ဂုံးရဲ့အမိကိုပြန်ပြီးဆွဲဖို့စီစဉ်နေတဲ့ဘဲလီချောင်းတို့အဖက်ကတော့ထောင်ထဲမှာတတ်ရက်နေတဲ့ဂုံးဘူကိုထောင်ဖောက်ပြဖို့စီစဉ်လိုက်ပါတယ်အဲဒီနောက်မှာတော့မဘဲကဒီလိုမျိုးလူပြန်ပြေးဆွဲတဲ့အချိန်တွေမှာဆိုရင်လူထိခိုက်နိုင်ပြီးတော့ကိစ္စတွေပိုကိုရှုပ်ထွေးလာနိုင်တာကြောင့်သမ္မတရဲ့လုံခြုံရေးဟောင်းတွေဖွဲ့ထားတဲ့ကုမ္ပဏီကိုအလုပ်ငှားခိုင်းလိုက်ပြီးတော့ငွေနဲ့ပိုသုံးရတာကြောင့်ဒီနီးလန်းကိုရွေးစေချင်ပါတယ်ဆိုပြီးတော့ကြံပြပါတယ်ဘဲလီချောင်းကတခုရွေးလေဆိုတော့မော်လို့တဲ့ပုံစံမှာတော့ခေခလာနိုင်ကြီးတွေများမို့လို့ဘေးနားမှာမဲလိုက်ခွေးတကောင်ထားလိရှိပါတယ်ဆိုပြီးပြောပါတယ်ဘဲလီချောင်းကလည်းဘာဖွေးတေချာလှုပ်ဖမ်းပြွေပါတယ်မာဘဲနဲ့ထဲကွန်အခန်းတွေကထွက်လာပြီးတက်လေကားကိုရောက်လာတဲ့အချိန်မှာတော့ထဲကွန်ကဘုံပို့လို့တဲ့ပစ္စည်းတွေရှာအားရပါတယ်ထောင်ထဲမှာတော့အင်ဝန်းကိုအမီမတိစာအုပ်တွေကိုရောက်လာပြီးတော့စာအုပ်ထဲမှာနောက်နေ့ရက်နဲ့လွတ်အောင်လုပ်ပေးမယ်ဆိုပြီးတော့ဈေးထောင်ရောက်လာပါတယ်ဂုံးမူတို့ကအိမ်မှာ CD တင်နေကြပြီးတော့ဝီချင်းကအားတယ်ပြောင်းနေတယ်ဆိုတဲ့သတင်းကိုဂုံးမူကိုပြလိုက်ရာနှစ်ယောက်သားခန်းစားချက်မကောင်းချင်နေကြပါတယ်ညဘက်ရောက်လာတဲ့အချိန်မှာတော့ဂုံးမူအိမ်ထက်ကိုကားတစ်စီးချင်းကပ်လာပြီးတော့စီပေါ်မှာကဂုံးမူအိမ်ညဘက်ရောက်လာတဲ့အချိန်မှာတော့ဂုံးမူတို့သားကိုကားတစ်စီးကချင်းကပ်လာပြီးတော့နောက်ကားပေါ်မှာတော့3ယောက်သားပါနေပါတယ်လုံခြုံရေးစနစ်ကိုဖောက်ထွင်းဝင်နိုင်ပြီးတော့အကုန်ပိတ်လိုက်ကရှေ့တကားကိုဖွင့်လိုက်ပါတယ်လုံခြုံရေးဟောင်းတွေဝင်ရောက်သွားတဲ့အချိန်မှာတော့မဘဲကဖုံးလိုင်းတွေကိုဖျက်တောင်းလိုက်ပြီးဖြစ်ပါတယ်လုံခြုံရေးဟောင်းတွေကဂုံးမူအမေအခန်းထဲကိုဝင်သွားပြီးတော့ပါးစပ်ကိုတိတ်နှံကတ်လိုက်ပြီးတော့ပခုံးပေါ်ကိုမတ်တင်လိုက်ပါတယ်
မြန်မြန်ထွက်သွားဖို့လှုပ်လိုက်ပြီးပဲဂုံမှုအမေကလည်းရုန်းကန်နေတာကြောင့်ပခုံးပေါ်ကနေတိုးချပြီးတော့အတန်းတွေထွက်လာပါတယ်အိမ်မပြော်သေးတဲ့ဂုံကအတန်းတွေချပြီးတော့ပြေးထွက်လာတဲ့အချိန်မှာသူ့အမေကိုဖမ်းသွားဖို့လုပ်နေတာကိုတွေ့လိုက်ရပါတယ်ချက်ချင်းဝင်ပြီးတော့တိုက်ခတ်လိုက်ပြီးမဲ့တစ်ဖက်ကလုံခြုံရေးဟောင်းနေထင်နေတာကြောင့်လွယ်ကူမနေခဲ့ပဲပြန်ပြီးတော့ထိုးချိတ်ခံနေရပါတယ်လောင်သားတဲ့ဝီချင်းကလည်းဝင်ပြီးတော့တိုက်ခိုက်ပါတော့တယ်အဲ့ဒီလိုတိုက်ခိုက်နေတဲ့အတော့အတွင်းမှာပဲလုံခြုံရေးတွေကဂုံမှုအမေကိုဆွဲခေါ်သားကအိမ်ထဲကိုရောက်နေခဲ့ပါပြီအဲ့ဒါကိုမြင်လိုက်တဲ့ဂုံမှုကပဒင်းမောက်ကနေခုန်ချလိုက်ပြီးတော့ရှေ့ချင်းဘက်ဝင်ဆွဲပါတယ်ဒါပေမဲ့ကြံသေးတဲ့လူတယောက်စီကနေပြီးတော့လက်တိုက်ခံလိုက်ရပြီးလက်စိတ်ချော်တိုက်ခံလိုက်ရပါတယ်ဒါတော့မှဂုံကဆွဲမလျှော်သေးပဲဆက်တောင့်ခံနေပြီးအပေါ်ထက်မှာတိုက်ခိုက်နေတဲ့ဝူချင်းကလည်းရှူဖလာတစ်ခုကိုဆွဲယူလိုက်ပြီးတော့ဆက်တိုက်ထိုးတန်နေပါတယ်ဆက်ပြီးတော့တောင့်မခံလန်တော့တဲ့လုံခြုံရေးကဒုတိယထပ်ခိုင်းထုတ်ချသွားပြီးတော့ထိခိုက်သွားပါတယ်အဖွဲသားတယောက်အခြေအနေမကောင်းတာကိုတွေ့တဲ့လုံခြုံရေးတွေကလည်း20ရှော့ရတတန်ကိုရလိုက်ပြီးကားပေါ်တက်က ခေါင်းမူကထွက်ပြေးခွာတဲ့လုံခြုံကြီးဟောင်းတဲ့နောက်ကိုပြေးလိုက်နေပြီပဲလမ်းတစ်ဝက်လောက်မှာပဲကားကပေါက်ကွဲထွက်သွားပြီးကားတစ်ခုလုံးကိုအရေးပြောကျသွားအောင်လုံချင်းထိနေပါတယ်ဒီနေရာလေးမှာပဲအပိုင်း1ကပြီးဆုံးသွားပါတယ်နောက်နေ့မှာတော့အပိုင်း2ကိုစတင်ပြီးမှဖြစ်လို့ခေါင်းလုံးနေပြီး subscribe လုပ်ထားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ